ကိုယ်တိုင် robot တွေဖန်တီးတတ်ချင်တာဟာတကယ်လမ်းနဲ့စိတ်ကူးပဲဖြစ်ပါတယ်။ဒါကဘာသာရဲ့ပေါင်းစုံပေါင်းစပ်ထားတဲ့နယ်ပယ်တစ်ခုပါ။တစ်ခုတည်းတက်ကြံရုံနဲ့လုံးလုံးမရနိုင်တဲ့အရာတစ်ခုပေါ့။ဒီနေရာမှာကျွန်တော်တူတယောက်တည်းအနေနဲ့အကြံပေးရမယ်ဆိုရင်အဓိကလေ့လာရမယ့်ပညာရပ်က၄ခုရှိပါတယ်။နံပါတ်1က mechanical engineering စက်မှု engineer ပေါ့။ဒါက robot တစ်ခုရဲ့ body ပိုင်းတိစောက်ရမယ့်ပညာရပ်ပါ။သူပညာရပ်နဲ့သူကတော့အရင်ကျေပြန်ကြပါတယ်။ကျွန်တော်ကတော့နည်းနည်းပဲပြောပြတော့ပါမယ်။ကိုကဘယ်လိုပုံစံလုပ်ချင်တာလဲဆိုတာကိုအရင်ဆုံးသိရပါမယ်။ပြီးရင်ဒီဇိုင်းကိုတော့အကျဉ်းလောက်တော့ဆွဲထားရပါမယ်။ဒါမှသာလျှင်ဘယ်နေရာအတွက်ဘယ်ပစ္စည်းကအသုံးပြုရမလဲဆိုတာကိုစဉ်းစားတွေးခေါ်လို့ရပါမယ်။ဥပမာ body ကိုတန်းနဲ့လုံးမလားကော်နဲ့လုံးမလားဆိုတာကိုရွေးချယ်ရပါမယ်။တန်းနဲ့လုံးလိုက်လို့ body ကဝေးမြောက်သွားရင်ကိုအသုံးပြုမဲ့ motor တွေကရုံးနိုင်ပါမလားစသဖြင့်ထည့်သွင်းစဉ်းစားတတ်ဖို့လိုအပ်ပါတယ်။နံပါတ်2က electronic and electrical engineering ဒါကတော့ robot တစ်ခုရဲ့အာရုံကြောအဖွဲ့အစည်းလိုပါပဲ။ robot တစ်ခုလှုပ်ရှားဖို့အတွက်လိုအပ်တဲ့ motor တွေ sensor တွေ electronic component တွေကိုချိတ်ဆက်သွယ်တန်းဖို့အတွက်ပဲဖြစ်ပါတယ်။ဒီလိုချိတ်ဆက်သွယ်တန်းတတ်ဖို့လိုအပ်တဲ့ electronic အခြေခံတွေလောက်တော့သိကိုသိထားရပါမယ်။ resistor တွေ capacitor တွေ transistor တွေဆိုတာကပါလဲသူတို့ကပါလုပ်ပေးတဲ့အရာတွေလည်းဘယ်နေရာတွေမှာအသုံးပြုတာလဲဆိုတာတွေကိုသိထားဖို့လိုအပ်ပါတယ်။ပြီးတော့ electronic component တွေဖြစ်တဲ့ဥပမာ sensor တွေဆိုရင်ultrasonic sensor, IR sensor, IMU sensor တွေစသဖြင့်သူတို့ရဲ့အလုပ်လုပ်ပုံတွေနဲ့အသုံးဝင်ပုံတွေကိုသိထားဖို့လိုအပ်ပါတယ်။ဒါမှသာလျှင်ကိုယ့်ရဲ့ project မှာပဲ sensor ကိုအသုံးပြုရမလဲဆိုတာကိုသိရပါလိမ့်မယ်။နံပါတ်3ကတော့ computer science and programming ဒါကတော့ robot တစ်ခုရဲ့အုံနောက်တစ်ခုလိုပါပဲ။ program ရေးသွင်းထားမှသာလျှင်ရေးသွင်းထားတဲ့ program အတိုင်း robot ကလှုပ်ရှားတတ်မှာပါ။ဒါကြောင့် program ရေးတတ်ဖို့လည်းလိုအပ်ပါတယ်။ဒီနေရာမှာပဲ programming ကိုလေ့လာရမလဲဆိုတဲ့သူတွေအတွက်ကတော့ကိုက robotic တကူစိတ်ဝင်စားရတာဆိုရင်တော့ Python ဒါမှမဟုတ် C++ ကrobot တွေမှာအသုံးများဆုံးပဲဖြစ်ပါတယ်။နောက်ဆုံးနံပါတ်4အချက်ကတော့ mathematics သင်္ချာဘာသာရပ်ပါပဲ။ robot တစ်ခုကိုတိတိကျကျလှုပ်ရှားစေချင်ရင်တော့သင်္ချာကမရှိမဖြစ်လိုအပ်ပါတယ်။ကျွန်တော်ကတော့ဒါတွေအကုန်လုံးအင်တာနက်ကပဲလေ့လာခဲ့တာပါ။အခုဆိုရင် AI ခေတ်ဖြစ်နေတဲ့အတွက် AI ကိုမေးမြန်းပြီးတော့လေ့လာရင်လည်းရနေတဲ့ခေတ်ဖြစ်တယ်ပေါ့နော်။နောက်ဆုံးပြောချင်တာကတော့စာတွေကြီးပဲဖတ်နေအလွတ်ကျက်နေလို့တော့ robot ဖြစ်မလာဘူးပေါ့နော်။ကျွန်တော်အကြံပေးချင်တာကတော့ Arduino လိုမျိုး beginner kit လေးတွေနဲ့စပြီးလက်တွေ့လုပ်ကြည့်ဖို့အကြံပေးချင်ပါတယ်။ဒီလိုလုပ်ရင်းနဲ့ပဲအမှားတွေကြုံလာရလိမ့်မယ်။အဲ့ဒီအမှားတွေကပဲနောက်တစ်ချိန်မှာကိုပို့ပြီးတော့တော်လာစေလိမ့်မယ်ပေါ့နော်။ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်။